set သုံးဝင်းသမားတယောက်ကဒီလိုပဲမလဲကူဒါပေမဲ့ဝန်ထမ်းဘွားထွက်တော့ပိုကြီးလက်ကူတယ်ကြောင်းလဲကြည့်ပါဝန်ထမ်းဘွားမှာလည်းအကျိုးထုတ်တော့မှာလားကိုပိုင်စီးပွားရေးကိုပိုင်လုပ်ငန်းလေးနဲ့စတင်ချင်လားစဉ်းစားကြည့်ပါဗျာဝန်ထမ်းဘွားမှာဘယ်လောက်ထိကြိုးစားရင်ဘယ်လောက်ထိရလဲကိုပိုင်လုံးမှာရောဘယ်လောက်ထိလုပ်ရင်ဘယ်လောက်ထိရနိုင်လဲဘယ်လောက်လွတ်လပ်လဲဆိုတာဒီပြသိလာတယ်